ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ AR တိုင်းရေဘေးတန်ခန်းရသောဒေတာများတွေမိုးလေဝသနဲ့သဘာဝဘေးအန္တရာယ်သတိပေးသုံးသပ်ချက်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များရှင်ဖြစ်ပေါ်ရွှေ့လျားမှုနဲ့မုတ်တုံလေးခြေနေဆန်းစစ်ချက်တွေကိုစူးစီးတင်ဆက်ရမယ်ဆိုရင်တော့အပူပိုင်းမုန်တိုင်းတွေဟာပင်လယ်ကွေ့တွင်ရောက်ရှိနေသောအပူပိုင်းမုန်တိုင်းတွေဟာBNN လာအိုကိုဝင်ရောက်ပြီးမုန်တိုင်းကျင်းကျန်လေပွေလိုင်းဖြစ်မြန်မာနိုင်ငံအရှေ့မြောက်ဘက်မှအလဲပိုင်းမြောက်ပိုင်းကိုအနောက်ဘက်သို့ဆက်လက်ရွှေ့လျားမှာဖြစ်ပါတယ်။တိုင်ဖွန်မုန်တိုင်းဟာပစိဖိတ်နောက်မြောက်သမုဒ္ဒရာတွင်ဖြစ်ပေါ်နေပြီးအနောက်မြောက်ဘက်ဥတီကမြောက်ဘက်ကိုတက်သွားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုတိုက်ရိုက်သက်ရောက်မှုမရှိနိုင်ပါဘူးရှင်။နောက်တောင်မုတ်တုံလေးခြေနေရမုန်တိုင်းနာရအပူပိုင်းဖြစ်ရောက်အကောင်းလာမှုကြောင့်ကပလီပင်နယ်ပြည်နယ်မုတ်တမကွေအတွင်းအနောက်တောင်မုတ်တုံတွေအကောင်းရမှာအားလုံးကောင်းနေဆဲဖြစ်ပြီးဩဂတ်လ29ရက်နေ့နောက်ပိုင်းမုန်တိုင်းကျွန်းကျန်ဘင်္ဂလားပင်လယ်အော်သို့ထွက်ခွာချိန်မှာမုတ်တုံတွေအရှိန်ပိုမိုမြင့်တက်လာမှာဖြစ်ပါတယ်။ AR တိုင်းဒေသကြီးတွင်ဒေသကွဲများလိုက်မိုးလေဝသသုံးသပ်ချက်မှာတော့တောင်ပိုင်းနောက်ပိုင်းကမ်းရိုးတန်းငပူတော်လာပွတ်တာပသိမ်ပင်လယ်ပြင်မှတိုက်ရိုက်မုတ်တုံတွေစီးဝင်မှုနဲ့ဩဂတ်လ29ရက်နေ့မုတ်တုံတွေအရှိန်ပြန့်လာမှုကြောင့်ရာသီဥတုမတည်ငြိမ်ပဲ168နာရီတွင်မိုးရေချိန်190မီလီမီတာမှ355မီလီမီတာအထိတိုက်ရိုက်တွင်အများဆုံးရရှိကပင်လယ်ပြင်လှိုင်းကြီးခြင်းဒီရေတက်ခြင်းမိုးကြီး၍ချောင်းရင်ရုတ်တရက်တက်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။လေပိုင်းလွင်မြင့်ဒေတာအထူးသဖြင့်ငဝင်မြစ်တာကျွေးရေကြီးနေသောလေးမျက်နှာဒေတာအခြေအနေအရလေးမျက်နှာနဲ့နီးဝန်းကျင်မှာ9ရက်တွင်စုစုပေါင်းမိုးရေချိန်180မီလီမှ280မီဂတ်ဆက်လက်ရွာသွန်းမှာဖြစ်ပြီးစကိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာလေပွေလိုင်းကြောင့်မိုးဆွဲရွာပြီးအထက်မြစ်ရေစင်းလိုင်းများဆက်လက်ဝင်ရောက်နေအောင်မှာဖြစ်ပါတယ်။ငဝင်မြစ်နဲ့ARမြစ်ရာစိုးရင်ရေမှတ်အထက်မှာဆက်လက်တည်ရှိနေပြီးရေကြီးသောဒေသတွေမှာတော့ရေကျဆင်းမှုလွန်နှိကွေးနေအောင်မှာဖြစ်ပါတယ်။အရှေ့ပိုင်းARမြစ်ဝန်းနဲ့မြောက်ပိုင်းမိုးကွယ်ဒေသများမြဝကျုံမော့အရှေ့ပိုင်းမှာမိုးတန်တင်းမှမိုးများပြီးပင်လယ်တီရိုက်ခတ်မှုကြောင့်မြေနေတိုင်းစိုက်ပျိုးမြေများရေဝင့်နိုင်ကမြောက်ပိုင်းရခိုင်ရိုးမတောင်ကြီးဒေသတွင်တောင်ကျရေစီးဆင်းမှုတွေကိုကြိုတင်သတိပြုရမှာဖြစ်ပါတယ်။ပရိသတ်များရှင်ဆက်လက်ပြီးနေ့စဉ်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ရမယ်ဆိုရင်တော့ဆရာဝင်းနိုင်ရဲ့ခံမှန်းချက်တွေရာဩဂတ်လတွင်မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာမိုးပိုမိုတဲထန်နိုင်ကြောင်းဖော်ပြထားပါတယ်။မိုးရွာသွန်းမှုစက်တိုက်ဖြစ်ပေါ်နိုင်ခြင်းကြောင့်တောင်ဆောင်ဒေသတွေမှာမြေပြိုခြင်းကြောက်တုံးပြိုကျခြင်းလမ်းပိတ်ဆို့မှုဖြစ်ပေါ်နိုင်သလိုတာချီလိတ်ကျိုင်းတုံနမ်ဆန်တေဘောနဲ့မိုးမိတ်ဒေသတွေမှာချောင်းများတွေမှာတောင်ကျရင်းနဲ့တရက်တစ်ပြက်ရေကြီးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ကမန်းချက်တွေရရှမ်းပြည်နယ်မြောက်ပိုင်းရှိမိုးမိတ်မပိန်ကြောက်မဲတေဘောနဲ့လာရှိုးဒေသတွေမှာမွေးချိန်အများဆုံးရရှိပြီးရှမ်းရှေ့ပိုင်းကြောက်တုံတာချီလိတ်မိုင်းဆက်ဒေသတွေမှာတော့နောက်ပိုင်းမိုးရွာသွန်းမှုပုံမူအားကောင်းလာနိုင်တာကိုဖော်ပြထားပါတယ်။ရှမ်းတောင်ပိုင်းမှာရှိတဲ့တောင်ကြီးညောင်ရွှေအင်းလင်းကန်ဒေသကလောနဲ့ရိုင်းလင်းမြို့နယ်တွေမှာတော့မိုးတင်းတင်းသာရွာသွန်းနိုင်တော့လဲမိုးတဲထန်စွာရွာသွန်းနိုင်ခြေတွေဟာလက်ကုံရက်တွေမှာဖြစ်ပေါ်လာနိုင်ပါတယ်။ဒါပြင်ရှမ်းတောင်ပိုင်းမှာမိုးပုံမများပြားလာနိုင်သဖြင့်အင်းလေးကန်ညောင်ရွှေဖဲကုန်းဘလူးချောင်းတခြားရေမျက်နှာပြင်များမြင့်တက်လာနိုင်ပြီးမြေနေပိုင်းဒေသတွေမှာရေဝိရေရှမ်းမှုတွေဖြစ်ပေါ်နိုင်ပါသဖြင့်ဒေသခံများအထူးသတိပြုရန်လိုအပ်ပါတယ်ရှင်။2026ခုနှစ်ဩဂတ်လ29ရက်နေ့အတွက်နေ့စဉ်မိုးလေဝသထုတ်ပြန်ချက်တွေမှာတော့ဘင်္ဂလားပင်လယ်အော်ချင်းနဲ့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံတွေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံတွေအားအသင်းတင်ရှိနေပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းတင်မှတိမ်ထူထက်နေပြီးယနေ့ညနေဒီခံမှန်းချက်ရာမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ကျုံရွာပြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာဒေသအလိုက်မိုးကြီးနိုင်ပါတယ်ပရိသတ်များရှင်မန္တလေးတိုင်းဒေသကြီးနဲ့ AR တိုင်းဒေသတို့မှာတော့
နေရာကွက်၍မိုးကြီးနိုင်ကရွာရနှုံးပြဖြစ်ပါတယ်မိုးထိန်နောင်ဖြစ်ပေါ်မှုခြေနေရမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာမိုးထိန်နောင်ဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်နောင်များရွှေ့လျားရာနေရာတက်လျှောက်မိုးရွာသွန်းကျနစ်တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ထုံးခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှအကြံပြုအပ်ပါတယ်ရှင်မြန်မာကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံကမိုးသက်လေပြင်းများကျပြီးလှိုင်းကြီးနိုင်ကမိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေးကတော့တနအီကို35မိုင်ထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြန်မာကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေခန့်ရှိပြီးနောက်နှစ်ရက်အတွက်ခံမှန်းချက်ရာစကိုင်းတိုင်းဒေသကြီးတပ်ပိုင်းအေရဝတီတိုင်းဒေသကြီးဒနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာနေရာကိုရွေမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့နေတွဲတွဲယနေ့ညနေထိခံမှန်းချက်ရာနေရာကွက်ချောင်းမိုးထစ်ကျုံရွာပြီးရွာရနှုံးပြဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့နယ်နေတွဲတွဲယနေ့ညနေထိခံမှန်းချက်ကနေရာကွက်ချောင်းမိုးထစ်ကျုံရွာပြီးရွာရနှုံးပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတွဲတွဲယနေ့ညနေထိခံမှန်းချက်ရာနေရာကွက်ချောင်းမိုးထစ်ကျုံရွာပြီးရွာရနှုံးပြဖြစ်ပါတယ်ရှင်ပင်လယ်ပင်ခီးတွေဒီနေ့ကစပြီးမိုးလေဝသခန့်မှန်းချက်တွေကိုစူးစီးရမယ်ဆိုရင်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင့်တရှိနေပါတယ်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှတိမ်ထူတက်နေပြီးယနေ့မွန်းတက်မှနောက်24နာရီအတွင်းရန်ကုန်မှာတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပင်ခီးတွေမိုးလေဝသခန့်မှန်းချက်ရာနေရာနှံပြောင်းမှုထစ်ကျုံရွာပြီးဒေသလိုက်မိုးကြီးနိုင်ပါတယ်အမြင့်တာမိုး3မိုင်မိုးရွာစဉ်မိုင်ဝက်အောင်ရေပြင်းလေးနောက်သို့မဟုတ်နောက်တောင်တနအီကိုပင်လယ်မိုင်15မိုင်မှ-20ရန်ဖက်ရန်က35မိုင်နဲ့လှိုင်းကြီးနိုင်ကလှိုင်းမြင့်ကတော့10ပေမှ12ပေခန့်ရှိပါတယ်ရန်ကုန်မှာရခိုင်ကမ်းရင်းတစ်ချောင်းပင်လယ်ပြင်ခီးတွေမိုးလေဝသခန့်မှန်းချက်ရယနေ့မွန်းတဲမှာနောက်24နာရီအတွင်းနေရာနှံပြောင်းမိုးထစ်ချုံရွာပြီးအမြင့်တာ4မိုင်မိုးရွာစဉ်1မိုင်ခန့်ရန်ဖက်ရန်ကတောင်မှာအနောက်တောင်တနအီကိုပင်လယ်မိုင်15မိုင်မှ-20အထိဖြစ်ပြီး35မိုင်ထိလည်းလှိုင်းကြီးနိုင်ပါတယ်။လှိုင်းချီနေကတော့လှိုင်းကြီးနိုင်ပြီးလှိုင်းမြင့်မှာ10ပေမှ12ပေခန့်ထိမြင့်တက်နိုင်ပါတယ်ရှင်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုပြီးဆုံးသည့်ထိအချိန်ပေးပြီးနားဆင်ကြည့်ရှုနေကြတဲ့ပရိသတ်တူးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။